အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘာဟင်းချက်ရမလဲစဉ်းစားရခန့်နေရဆိုလို့ရှိရင်ဒီဟင်းအတွက်ဆက်လေးကိုစမ်းပြီးတော့ချက်စားကြည့်ပါနော်အရင်ဦးဆုံးဂင်ချီနဲ့ဝတ်သားဟင်းချက်ဖို့အတွက်အိုးထဲကိုစီအနှဲငယ်ထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ဝတ်သားလေးတွေအနေတော့လီထားတာလေးတွေကိုထည့်ပြီးတော့အယောင်ပြောင်းလာတဲ့အထိမီးအေးလေးထားပြီးတော့15မိနစ်ခန့်ကြော်ပြီးမှဖြစ်ပါရဲ့ရှင်ဝတ်သားလေးတွေအယောင်ပြောင်းလာပြီဆိုလို့ရှိရင်တော့ကျက်သွန်နီတစ်လုံးကိုပပလီထားတာလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်ကျက်သွန်နီအနှဲငယ်နွမ်းသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်ဖြူနှစ်မွာကိုဓာပြရိုက်ပြီးတော့လီထားတာလေးကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်ကျက်သွန်ဖြူနဲ့ကျက်သွန်နီအနံလေးတွေမှုေးလာပြီဆိုလို့ရှိရင်တော့ကျက်သွန်မဲ့ရဲ့အရင်ပိုင်းကိုလီထားတာကိုထည့်ပြီးတော့လုံးပေးမှဖြစ်ပါတယ်တကယ်လို့အိမ်မှာမရှိဘူးဆိုလို့ရှိရင်လည်းမထည့်လည်းရပါတယ်ကျက်သွန်အမိတ်မထည့်ဘူးဆိုလို့ရှိရင်တော့ကျက်သွန်အနီကိုပို့ပြီးတော့ထည့်ပေးပါနော်အရသာတော့ကတော့စားအနှဲငယ်ရဲ့ဟင်းချုံမုံအနှဲငယ်ရဲ့ကိုထည့်ထားပါတယ်ပြီးလို့ရှိရင်တော့အယောင်တင်မုံလို့မန္တလေးမှာခေါ်တယ်ပေါ့နော်ဒီငရုတ်သီးအစိမ်းမုံကိုလည်းထည့်ထားပါတယ်နေရာဒေသအလိုက်အခေါ်ပေါ်လေးတွေကမတူတော့ခါကြတော့လေဒီမန္တလေးမှာဆိုလို့ရှိရင်တော့ငရုတ်သီးအစိမ်းမုံလို့ခေါ်တယ်ရန်ကုန်မှာငရုတ်သီးအစိမ်းမုံလို့ခေါ်တာမန္တလေးမှာတော့အယောင်တင်မုံလို့ခေါ်တာပေါ့နော်ပြီးလို့ရှိရင်တော့ဂင်ချီထည့်ပါမယ်ဂင်ချီကိုတော့ညီမကဒီမှာအထုပ်နဲ့လာတဲ့ဟာကိုအသေးထုပ်2ထုပ်3ထားတာဖြစ်ပါတယ်ကင်ချီအရသာလေးကိုပို့ပြီးတော့များများလေးစားခြင်းတယ်ဆိုလို့ရှိရင်တော့3ထုပ်လောက်ထည့်လို့လည်းရပါတယ်အရသာတွေအကုန်လုံးနှက်ဆက်သွားအောင်ခဏလောက်မှွေပေးပါမယ်နော်ပြီးလို့ရှိရင်တော့ငါးငယ်မြာရဲ့အနှဲငယ်ထည့်ပေးပါမယ်ငါးငယ်မြာရေးထည့်ပြီးတော့လည်းငါးငယ်မြာရေးအစိမ်းနဲ့ပျောက်သွားအောင်ခဏလောက်ထပ်ပြီးတော့မှွေပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့ဝတ်သားမြုပ်တဲ့အထိရင်သွေးလောင်းထည့်ပေးပြီးတော့မီးဖိုပေါ်မှာ20မိနစ်လောက်ထပ်ပြီးတော့တည်ထားပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့ဂျပန်တိုဟူဒါမှမဟုတ်လို့ရှိရင်ပဲပြားကိုထည့်ပြီးတော့ဘိုးပေါ်မှာနောက်ထပ်3မိနစ်လောက်ထပ်ပြီးတော့တည်ထားပေးမှာဖြစ်ပါတယ်ရှင်ညီမကတော့ပဲပြားကုန်နေရကြောင်းမလို့ဂျပန်တိုဟူကိုပဲထည့်ထားပါတယ်နော်တဟူးလေးကိုလည်းအရသာလေးတွေဝင်သွားပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့ချက်သွမြိတ်လေးဖြူပြီးလို့ရှိရင်တော့ဒီဝတ်သားကင်ချီဟင်းရည်လေးကသုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်ရွှေဖြုံသီးနဲ့ပဇွန်ချအချိုချက်ဖို့အတွက်အိုးထဲကိုစီထည့်ထားပါမယ်။စီပူလာပြီဆိုလို့ရှိရင်တော့ဂျင်းကျက်သွန်ဖြူဓာပြရိုက်ထားတာလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ရွှေဖြုံသီးချက်တဲ့နေရာမှာဂျင်းများများလေးထည့်ရဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်နော်။ဂျင်းကျက်သွန်ဖြူတွေရွှေဝါရောင်တန်းလာပြီဆိုလို့ရှိရင်တော့နနွေးမုံအနှဲငယ်ကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်။ပြီးရင်တော့ပဇွန်ချောက်ရေဆေးထားတာလေးကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ပဇွန်ချောက်အနှံလေးမွေးလာပြီဆိုလို့ရှိရင်တော့ရေဆေးပြီးတော့တန့်စင်ထားတဲ့ရွှေဖြုံသီးလေးတွေကိုထည့်ပေးပါမယ်။ညီမကတော့ဒီမှာရွှေဖြုံသီးကိုအခွန်မချွတ်ဘဲနဲ့ပဲချက်ထားပါတယ်နော်။အရသာအတွက်ကတော့စားတစ်မျိုးတည်းပဲထည့်ထားပါတယ်။ရွှေဖြုံသီးမှာကအချိုတက်ရှိပြီးသားမလို့ဟင်းချုံမုံတွေပါထပ်ထည့်စရာမလိုပါဘူးရှင်။ပြီးရင်တော့ရေနွေးအနှဲငယ်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားပေးရမှာပါ။ညီမကတော့ရွှေဖြုံသီးကိုအရင်ပျော်ပျော်ချက်တာမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေကိုနည်းနည်းပဲထည့်ပြီးတော့အဖုံးအုပ်ပြီးတော့5မိနစ်လောက်တည်ထားပေးပါတယ်ရှင်ရွှေဖြုံသီးလေးတွေကြက်မကြက်ဆန်းကြည့်ပြီးတော့ကိုလိုချင်တဲ့အနေထားလည်းရပြီးရေခမ်းပြီးတော့စီပြန်သွားပြီဆိုလို့ရှိရင်တော့ရွှေဖြုံသီးနဲ့ပဇွန်ချောင်းနဲ့ဟင်းလေးကသုံးဆောင်လို့ရပါပြီရှင်ဝတ်သားနဲ့ဂင်ချီဟင်းရည်ချင်းလေးရယ်ရွှေဖြုံသီးနဲ့အချိုလေးရယ်နဲ့အရန်ကိုလိုက်ဖက်ပြီးတော့ထမင်းစားလို့မိန်တာမလို့ဆမ်းပြီးတော့ချက်ကြည့်ကြဖို့အားလုံးကိုကြံပေးပါရရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်နော်